ကျွန်တော်ရဲ့ဂီတမိတ်ဆွေများခင်ဗျာဆောင်းရသည်မကုန်ခင်ဆောင်းရသည်တခြင်းလေးတစ်ပုဒ်နဲ့ကျွန်တော်ဒီဆိုဖျော်ပြချင်ပါတယ်တခြင်းရဲ့ညီကဒဇင်ဖြစ်ပါတယ်ဒီတေးကိုဦးဇော်ဝမ်းကလွန်ခဲ့တဲ့နှစ်90လောက်ကရုပ်ရှင်တခြင်းအနေနဲ့တီဆိုခဲ့တာဖြစ်ပါတယ်တေးရေးကမျိုးမြင့်ဆွေလို့မှတ်သားမှုပါတယ်ခင်ဗျာဒီတခြင်းလေးကိုလွန်ခဲ့တဲ့15နှစ်2010တုန်းကကျွန်တော်ရဲ့ပထမဆုံးအခွေအိမ်မက်ပကြီးထဲမှာကျွန်တော်တီဆိုခဲ့တဲ့ထိုစဉ်ကကျွန်တော်အတန်လေးနဲ့တဝက်ပထမတဝက်အတီးပိုက်ပြီးတော့ကျွန်တော်လက်ရှိအခုအတန်နဲ့ကျွန်တော်ဒီဆိုဖျော်ပြပြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ရာဒီဦးမယ်ပွင့်လွာဖြူပွေမာလာလေးရဲ့မြေမမဖွာပင်အများမှာကြွားကြွားဝင်းဝင်းထဲစင်ညာလေးရင်မထွေးစရာအတွေ့ကဖြစ်ကျွဲပန်းမင်းစင်ညာတွေနဲ့စရင်ဝေငါရဲ့လမ်းစွဖို့မမီဘူးကွယ်နင်းရီဆိုလူရာဒီဦးမယ်ဖြူခွေမာလာလေးရဲ့မြေမမဖွာပင်အများမှာကြွားကြွားဝင်းဝင်းထဲစင်ညာလေးရင်မထွေးစရာအတွေ့ကဖြစ်ကျွဲပန်းမင်းစင်ညာတွေနဲ့စရင်ဝင်ငါရဲ့လမ်းစွဖို့မမီဘူးကွယ်စင်ပန်းကိုဖြစ်စင်မြန်မို့စိတ်ကူးသူမဲ့အခွင့်အရေးတကယ်ဝေးမျောငင်းနေတယ်တပါသူသာပန်းပါစီတော့ရဲ့လို့ကိုအင်းအားနဲ့ရင်မီပေးရတဲ့ကွယ်ခုမှတော့လေတာမန်လူသားပြီမို့ကြိုးကြိုးငယ်ငယ်နဲ့ရဲ့လူဘဝလမ်းဆန်းပြီးရှောင်နေတယ်ရာဒီဦးမယ်ပွင့်လွာဖြူပွေမာလာလေးရဲ့မြေမမဖွာပင်အများမှာကြွားကြွားဝင်းဝင်းထဲစင်ညာလေးရင်မထွေးစရာအတွေ့ကဖြစ်ကျွဲပန်းမင်းစင်ညာတွေနဲ့စရင်ဝင်ငါရဲ့လမ်းစွဖို့မမီဘူးကွယ်စင်ပန်းကိုဖြစ်စင်များမို့စိတ်ကူးအခွင့်အရေးတကယ်ဝေးမျောငင်းနေတယ်တပါသူသာပန်းပါစီတော့ရဲ့လို့ကိုကင်းအားနဲ့ရင်ပြီးပေးရတဲ့ကွယ်ကိုမတော်လေတာမန်လူသားမီမို့ချိုးချိုးငယ်ငယ်နဲ့ရဲ့လူဘဝလမ်းစမ်းပြီးရှောက်နေတယ်နေဆိုလူရာဒီဦးမယ်ပွင့်လွာဖြူဖွေမာလာလေးရဲ့မြေမမဖွာပင်အများမှာကြွားကြွားဝင်းဝင်းထဲစင်ညာလေးရင်မထွေးစရာတွေ့ကဖြစ်ကျွဲပန်းမင်းစင်ညာတွေနဲ့စရင်ဝင်ငါရဲ့လမ်းစွ